ဘယ်ချိန်မှာလွမ်းတာလဲဆိုအခုလွမ်းလာမင်းတော့အခုလွမ်းနေရောတော့အတိကကြတော့ဟိုဒီဆောင်းတွင်းဆိုပုံတော့လွမ်းရသေးတယ်ဟိုတော့ကျမနေခဲတွေဒါကြတော့အဲ့လိုနည်းနည်းအေးတယ်ထဲမှာပါတယ်လေအေးတယ်ထဲမှာပါတော့ဒီချင်းမင်ရဲ့ဆောင်းဆိုလဲတစ်ခါလေးအေးလာတဲ့ခါကျရင်ကိုတီသားနဲ့တူတာဟုတ်ပြီးတော့ချင်းမင်ကကြတော့လေဒီတွန်လေးမြင်ရတဲ့ခါဆိုကိုကလည်းဒီတွန်ပွားလာတာဖြစ်တဲ့အတွက်အဲ့ကိုလွမ်းရတယ်ပေါ့နော်ခက်ခဲတဲ့ချိန်ဆိုပိုတော့မှလွမ်းသေးတယ်ပေါ့နော်ကိုမဒီမှာဆိုကိုကလာခဲ့တာမှလည်းဒီမှာဟိုခင်ရဆွေမျိုးဆိုပြီးပဲနေကြတာပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ကိုရဲ့ဆွေမျိုးသားချင်းဆိုရင်လည်းဟိုပြချင်တော့မရှိပေါ့လေဒီခင်ရဆွေမျိုးတွေပဲရှိကြဆိုတော့တကူဆိုကိုတရော်ထဲလိုမျိုးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုပြန်လဲရင်လည်းကိုမိဘအတွက်ကပို့ပြီးတော့မှrace မြောင်မျိုးဆိုလဲကိုမလို့ချင်းပေါ့လေဆိုတော့ကိုအနေနဲ့တော့ဒီမှာပဲသူတို့လွမ်းနေဆိုလဲစိတ်လေးနဲ့တိခန့်နေတာပေါ့နော်အင်းကတော်တော်လေးကျမတော့တော်တော်လေးတော့လွမ်းနေပေါ့နော်ဒီကဒီနေညူချိန်ပေါ့နော်ဒီနေဝင်တဲ့ချိန်ဆိုနေဝင်တဲ့ထားလေးကြည့်လိုက်အော်အိမ်မှာဒီချိန်ဆိုရင်အဖေမေတို့ပြန်လာမှာထမင်းလေးချေပြီးတော့စောနေတော့မှာပဲပေါ့နော်ဟိုမှာဆိုဒီထင်းမီလေးနဲ့ထမင်းဟင်းလေးချေစားပြီးတော့မှအဖေမေတို့ပြန်လာသူတို့ဒီချာပြန်လာရင်ထမင်းတူစားဖို့စောနေရမယ့်အချိန်လေးပဲလို့တွေးတဲ့ခါကျတော့ပူလွမ်းလာပေါ့နော်အရန်တော့တော်တော်လေးလွမ်းနေပြီပေါ့နော်ဒါပေမဲ့လည်းကိုပြန်ရင်လည်းပြန်လာသူတို့အတွက်ကပူသူတို့အတွက်ကောင်းတဲ့ဟာမရှိလာဘူးပေါ့နော်သူတို့အတွက်ပဲပူဆိုးရမှာဆိုတော့ကိုလည်းဟိုအိမ်ပြန်ချင်လားလို့မင်းရင်တော့ပြန်ချင်တယ်ဒါပေမဲ့အိမ်ပြန်တင်လားလို့မင်းရင်တော့ကိုမေးချင်တော့မပြန်တင်ဘူးဆိုတဲ့အဖြစ်မျိုးပဲကိုပြန်ဖြေဖြစ်တယ်ပေါ့